နှင်းစပင်မုတ်တိုင်းနှစ်မှကြိုဆိုလိုက်ပါတယ်ရှင်။ဆိုင်ထဲကိုစတင်ဝင်ရောက်လိုက်ပြီဆိုတာနဲ့ချိုသားသောအပြုံးများဖြစ်စီးကျုံနေတဲ့မြင်ကွင်းလေးကိုမြင်ရမှာဖြစ်ပြီးလာရောက်သုံးဆောင်နေသူကစတမာအများအပြားကိုလည်းဆိုင်ရဲ့အတွင်းမှာရောအပြင်ဘက်မှာပါမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်။ဒါဟာနှင်းစပင်စားပွဲဆောင်ရဲ့လက်ဆက်သောအသားငါအသီးရွက်တွေကိုတန်ရှင်းစွာထိမ့်သိမ်းထားပြီးဆွမ်းမဖွယ်အရသာနဲ့အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးနေတဲ့ဆိုင်ရှင်ကိုရဲ့စေတနာတွေကြောင့်လည်းဖြစ်မှာပါနော်။ရရှိနိုင်တဲ့များပြားလာတဲ့ဟင်းလျာများကိုလည်းပြသပေးထားလို့ကြည့်ရှုလေ့လာပေးပါအောင်နော်။မြင်သမျှစားကျင်စရာတွေပဲမို့ကိုရဲ့ချစ်ရသူလေးတွေနဲ့အတူလာရောက်သုံးဆောင်မှုကိုလည်းဖိတ်ခေါ်လိုက်ပါရဲ့ရှင်။နှင်းစပယ်စားပွဲစုံမှာအရသာရှိရဲ့ဟင်းလျာတွေပြင်ကိတ်မျိုးစုံစနက်မျိုးစုံနဲ့အပူအင်းမျိုးစုံကိုလည်းမှာယူသုံးဆောင်နိုင်ပါသေးတယ်ရှင်။ကျေဝလာပါရဲ့ဆိုင်ပြင်ဆင်လေးရှိတာကြောင့်ဝင်းနေပွဲဒင်နာပွဲပါတီပွဲများကျင်းပနိုင်လို့အကောင်းဆုံးဝန်ဆောင်မှုများဖြင့်စိတ်တိုင်းကျဆောင်ရွက်ပေးမှာမို့နှင်းစပယ်တို့ကြွားလန်းခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရဲ့ရှင်။